မကြားဘူးနော်ဟုတ်ကဲ့ဘယ်လိုလုပ်ဆောင်လဲရှင်ဘယ်လိုပြောရမလဲဟိုလိုမျိုးလေဘာ data တွေကိုအဲ့လိုပေးတာတို့ဘာတို့လောက်ပဲကြားဘူးတာအခုလိုမျိုးမကြားဘူးနော်ပတ်စံကိုမဲပေါက်ပေးတာလားဟဟလားအဲ့လိုလားမရှင်းလို့နော်ဟုတ်ကဲ့ပါမိုင်နော်အော်အဲ့ဒါဆိုရင်ဒါဆိုကျမ6သိန်းမဲပေါက်နေတာပေါ့ဟုတ်ကဲ့ပါရှင် MB 6သိန်းကိုမဲပေါက်တာနော် MB 6သိန်းကိုမြန်မာလေးဘက်က MB 6သိန်းဆိုနဲတာမှမဟုတ်တာMB 6သိန်းဆိုမနဲဘူးနော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ YouTube channel နဲ့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးပါဗောနော်ဒီ MB ကိုတင်းပေါက်တွေဆိုပြီးတော့မှဖုံးဆက်ပြီးဒီ KB မှာရှိတဲ့ပတ်စံတွေဝေးမှာရှိတဲ့ပတ်စံတွေလိန်ညာမှုစူးစမ်းနေတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဆိုရင်တော့ကျွန်တော်ပြဿနာအကြောင်းစုံရှင်းပြပေးထားတာဖြစ်တဲ့အကြောင်းဗီဒီယိုလေးကိုစနေဆုံးနေကျွန်တော်မိတ်ဆွေတို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျဒီနေ့ရွှေခစ်မီတော့အဲ့ဒီလားဘာခစ်မီသွားရလဲဆိုတော့လေရွှေ line မော်နေလိန်ဟိုပေါ့နော်မိုင်းရွှေကလေမိုင်းတဲဖုံသုံးတာတိလားမိုင်းတဲဖုံသုံးတာရွှေတို့ရှိမှကြတော့လေရွှေတို့ရဲ့အခုနေတဲ့အိမ်ကဟိုလိုမျိုးလေကြံတဲ့ဖုန်းလိုင်းနေဆိုရင်တိတ်ပြောမမိမိုင်းတဲဆိုရင်မိရပေါ့နော်မိုင်းတဲမိတဲ့ခါကျတော့မိုင်းတဲသုံးရတယ်ဟိုအလုပ်ကိစ္စတွေပါဆိုလို့ရှိရင်အဲ့မိုင်းတဲနဲ့ကပို့အဆင်ပြေတော့မိုင်းတဲသုံးတယ်မိုင်းတဲကနေပြီးတော့မနေ့ကနေပြီးတော့ရွှေရှီကိုလေဗာလဲဟိုငွေ6သိန်းပေါ့နော် data 6သိန်းကန်ထူးတယ်ကန်ဆမ်းမဲပေါက်တယ်ပေါ့နော်မက်ဆေ့ပို့လာတယ်မက်ဆေ့ပို့လာပြီးတော့ဒီနေ့လဲကြာဖုန်းဆက်လာတယ်6သိန်းကို data 6သိန်းသုံးတာ data 6သိန်းဆိုလို့ရှိရင်တစ်လပဲသုံးလို့ရမယ်တစ်လပြည့်သွားအဲ့ data 6သိန်းကုန်အောင်မသုံးလို့ရှိရင်ဖြတ်ချမယ်ပေါ့နော်အကယ်၍အဲ့ data 6သိန်းမသုံးလို့ရှိရင်ငွေသား6သိန်းကိုဝေမန်နီကထုတ်မလား KB ကထုတ်မလားပေါ့နော်အဲ့လိုမျိုးဖုန်းဆက်ပြီးမေးလာတယ်လေရွှေကပုံမှန်မဟုတ်ဘူးလေပုံမှန်ဟုတ်တဲ့ခါကျဟိုကဖမ်းတာဒီမှာပြီးလို့ရှင်တင်ပေးမယ်ဒီလားအဲ့ဒီဟာလေးပတ်1ပတ်2ပတ်3ဆိုပြီးတင်ပေးမယ်သိလားဟိုကလေနောက်ဆုံးလေရွှေကအဲ့လိုမေးနေလေဟိုကလေ9မိနစ်လောက်တောင်ဖြစ်နေပြီအဲ့ကြောင့်လို့ဖုန်းဆက်နေလို့လည်းမရလေနောက်ဆုံးဘာလုပ်သွားလဲဆိုတော့သိလားရွှေကိုလေဆဲတော့သိလားအဲ့နဲ့အမားတို့ဘက်ကလည်းအယုံကြည်မရှိနေကိုယ်တိုင်လာထုတ်ဘယ်ထိလာထုတ်ကမှလဲဆိုတော့မိုင်းတဲကကွယ်မြန်မာနိုင်ငံအနှံ့ပြားမှာရှိရလေရုံချုပ်ရန်ကုန်မြို့ရန်ကုန်မှာလည်းရှိရလေရန်ကုန်ရုံချုပ်ကိုသွားထုတ်လိုက်မယ်ပေါ့နော်အဲ့ဒါမရဘူးတဲ့ तू ကမြောက်ရီမျိုးဗာလဲကော့တောင်းဘာဆိုလားမသိအဲ့ဒီရက်ကွက်ကတဲ့အဲ့ကန်ဆန်းမဲရုံကနေပြီးတော့ဟိုဖြစ်တာတဲ့တကယ်လို့ဟိုဖုန်းကနေဟိုမဖြစ်လို့ရှင်ပေါ့နော်ကျမကိုယ်တိုင်လာထုတ်တယ်အဲ့နဲ့ကျမလည်းပြောလိုက်တယ်ပတ်စံ6သိန်းနဲ့လို့မြောက်ရီတော့ကျမလာမထုတ်တော့ဘူးရှင်အမားတို့ကယူလိုက်ပါဆိုအဲ့ဘာပြောရမလဲညီမရဲ့တန်ရတဲ့ဗာလဲလူတန်လားတဲ့ဗာလဲဟိုဟာလူတန်လားဖတန်လားမခွဲလူတန်လားဖတန်လားမခွဲလူတန်လားဖတန်လားမကွဲလို့တဲ့ဗာလဲအဲ့မကွဲမပြားဘူးဖြစ်နေလို့တဲ့ကျမကိုပတ်စံမထုတ်ပေးတော့ဘူးပေါ့ရှင်ပြောရတာရေးရသေးလားဟိုပြီးတော့ဖတ်တယ်မကြီးသမီးတဲ့သိသွားတယ်ကျမအမေတော့ခေါင်းခိုက်ပြီးတော့လေဆဲသွားသေးတယ်နော်အမမကျမစိတ်တွေတော့ဒါကြားပြနေပဲသိရှင်းပဲသိရအဲ့နောက်တစ်ခါရှင်တို့တွေလည်းအဲ့လိုမျိုးတွေကြုံပါဆိုလို့ကျမလာကျမကနောက်ဆုံးအစိတ်ခံလိုက်ရတယ်သိလားကျမအတန်ဟိုလူတန်လားဖတန်လားမကွဲလို့ကျမလေရေးရတယ်ဥတွေကိုတက်တာဒီနေ့ကတော့တကယ်ကိုလေအရဲဟိုဟာတာတော်မြောက်တယ်ပေါ့နော်အမိုင်းတဲယုံကြီးရေကြည့်ပြီးရှင်းကြအောင်ကျမဗီဒီယိုဖိုင်နေနဲ့တက်တင်နေတော့တင်ပေးမယ်သိလားအရှင်တို့ဘလို့ရှင်းကြမှာလဲမိုင်းတဲနာမည်ခံပြီးတော့လိုက်လိမ့်နေတယ်နော်မက်ဆေ့တွေပို့ပြီးတော့ရှင်းလို့လေမကြားဘူးနော်ဟုတ်ကဲ့ဘယ်လိုလုပ်ဆောင်လဲရှင်ဘယ်လိုပြောရမလဲဟိုလိုမျိုးလေဘာ data တွေကိုအဲ့လိုပေးတာတို့ဘာတို့လောက်ပဲကြားဘူးတာအခုလိုမျိုးမကြားဘူးနော်ပတ်စံကိုမဲပေါက်ပေးတာလားဟဟလားအဲ့လိုလားမရှင်းလို့နော်ဟုတ်ကဲ့ပါမိုင်နော်အော်အဲ့ဒါဆိုရင်ဒါဆိုကျမ6သိန်းမဲပေါက်နေတာပေါ့ဟုတ်ကဲ့ပါရှင် MB 6သိန်းကိုမဲပေါက်တာနော် MB 6သိန်းကိုမြန်မာလေးဘက်က MB 6သိန်းဆိုနဲတာမှမဟုတ်တာ MB 6သိန်းဆိုမနဲဘူးနော်ဟုတ်ကဲ့ပါရှင်နော်အဲ့ဒီညီမမသိလို့မေးဦးမယ်အဲ့ဒီ MB 6သိန်းကိုညီမသုံးမယ်ဟေးဆိုလို့ရှိရင်နှစ် तू ကလေရက်အကန့်အသတ်ရှိလားနှစ် MB 6သိန်းဆိုတော်တော်သုံးရမှာနော်ဟုတ်ကဲ့အကန့်အသတ်ရှိတယ်နော်မတို့ဘက်ကပြီးတော့ MB 6သိန်းကိုသုံးဆွဲတင်မယ်ဆိုလို့ရှိရင်ညီမတို့
ဘက်ကပြီးတော့ပြောပြမယ်စစ်စစ်ချာချာလေးနဲ့တလားတော်တဲ့မှာအမ DMB ကိုသိန်းကိုတော့ကောင်းအောင်သုံးခဲ့ရမှာတခြားတရားကိုလည်းတွဲပြောင်းပြီးလို့မရပါဘူး ဟုတ်လား DMB ကိုသိန်းကိုတလားသုံးဆွဲလို့မှကောင်းချင်းကိုမကောင်းလို့ရှိရင်ညီမတို့ရုံးဝင်တခါလဲတည်းရပြတ်ချပါတယ်ငွေသားလေးကိုသိန်းကိုသုံးဆွဲမယ်ဆိုရင်အမကြရနှစ်သက်ရကိုသုံးဆွဲလို့ရပါတယ်ရှင်နော် အော်အဲ့လိုလားအဲ့လိုပြောင်းသုံးလို့ရတာပေါ့ ဟုတ်ကဲ့ပါရှင်နော် အော်ဟုတ်အဲ့ဒါဆိုငွေသား6သိန်းမဲ့သုံးလိုက်မယ်လေထုတ်ပြီးတော့အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲ ဟုတ်ကဲ့ပါမငွေသားလေးကိုသိန်းကိုသုံးဆွဲမယ်ဆိုရင်မရဲ့ဖုန်းထဲမှာဝေးကောက်ရှိတာလို့ခုနကမေးပြီးပြီလေဝေးကောက်မရှိ ဝေးကောင်းတော့မရှိဘူးရှင်ကျွန်မဝေးမသုံးဘူး ဝေးမတော့ရင်ပတ်စပတ်ကလေး6လုံးခံပြီးတွဲပြောင်းပေးမယ်ရှင်နော် ပတ်စပတ်6လုံးခံပြီးလွှဲပြောင်းပေးတော့ကျွန်မကဘယ်လိုထုတ်ကမှာနားမလဲလို့နော် ဟုတ်ကဲ့ဘူးဆိုမရဲ့ဖုန်းထဲမှာဝေးကောက်ကိုရှိတာ မရှိဘူး ကောက်ကိုရှိတာ ရှာ ကေဘေးကောက်ကိုရှိလားရှင် KB အော် KB တော့ရှိတယ် KB တော့ရှိတယ် ဟုတ်ကဲ့ကေဘေးရှင်ကေဘေးကောက်တဲ့ကိုတွဲပြောင်းပေးမယ်နော်မ အော်ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါရှင်မကေဘေးရှင်ကေဘေးကောက်တဲ့ကိုတွဲပြောင်းပေးမယ်ဒါပေမဲ့မဘက်ကပြီးတော့စစ်တာညီမပြောတာလေးကိုတေးသေးချာချာလေးစူးစူးနစ်နစ်ကလေးနားထောင်ပေးပါရှင်နော် အော်ဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့အမ MB ကိုသိန်းကိုမဲပေါက်တာလား MB ကိုသိန်းကိုညီမတို့ဘက်ကငွေသားလေးကိုသိန်းနဲ့လွှဲပြောင်းတဲ့အချိန်မှာအမရဲ့ဖုန်းဆက်ကမဲပေါက်ကြည့်တဲ့စင်ကကလေးတွေကိုတော့ဖုန်းမေလေးအခန်းတောင်းချောင်းတော့ရှိဖြည့်သွင်းပေးရမယ်ဖုန်းမေလေးအခန်းတောင်းချောင်းတော့လည်းအမရဲ့ဖုန်းလေးကိုအမထည့်ရမှာတော့ညီမတို့ရဲ့ဖုန်းလေးကိုထည့်ကြရလဲမလို့ အော်ဖုန်းပေကကျွန်မဖုန်းပေကလေ9000ကျော်ရှိတယ်ဒီဖုန်းက ဘာဖြစ်လဲမ ဖုန်းပေကိုကျွန်မ9000ကျော်ထည့်ထားတာမနေ့ကမှ 9000ကျော် 9000ကျော်ထည့်ထားတာ9000ခွဲထည့်ထားတာကျွန်မအလုံးလုံးတဲ့ဖုန်းမို့လို့ဖုန်းပေက18000 16000တောင်မဟုတ်9000ကျော်ရှိတယ် ဟုတ်ကဲ့ပါမဖန်မတော့ပဲထည့်တယ်နော်မညီမတို့ဘက်ကရင်ပြီးတော့ဟောတာဘာမှလောက်ပိုင်ခွင့်မရှိပါဘူးရှင်နော်မဖန်မကြရအမရဲ့အခုကလည်းအမရဲ့ဖုန်းလေးပဲမ16000ဘာကြောင့်ထည့်ခိုင်းတာလဲဆိုတော့ညီမတို့ဘက်ကရင်ပြီးတော့ MB နဲ့ငွေသားနဲ့လဲတဲ့အချိန်မှာကဖုန်းမေလေးကလုံလုံလောက်လောက်16000ဒီမှာလွှဲပြောင်းပေးလို့ရတာပါနော် အော်ဟုတ်ကဲ့ပါမိုင်ဟုတ်ကဲ့ ဟုတ်ကဲ့အမဘက်က ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်နေတဲ့မိတ်ဆွေတွေဆိုတော့ဒီဗီဒီယိုရဲ့အကြောင်းရင်းဆုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့အမြင်ကို comment မှာဝင်ရောက်ပြီးရေးပြီးတော့ကြပါအောင်ဗျမိတ်ဆွေတို့လည်းဒီ message တွေလာတဲ့ MB ပေါက်တွေဆိုပြီး message ပို့တိုင်းမယုံကြပါနဲ့ခုလိုမျိုးအလိမ်မခံရအောင်အားလုံးပဲထူးထူးဆိုင်ကြပါဗျကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်တဲ့အကြောင်းရင်းဆိုရင်လည်းပဲကျွန်တော်မိတ်ဆွေတို့ဘူဒူတာရစီခြင်းတို့ပဲဖြစ်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာဆိုရင်လည်းခုလိုဘူဒူတာရမယ့်သတင်းအကြောင်းအလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe နေပြီးတော့ကြပါအောင်ဗျကျွန်တော်ဗီဒီယိုအားပေးတဲ့တူတောက်တယောက်တူချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်ဗျ